အားလုံးပဲမင်္ဂလာပါ Union News Channel ကနေပြန်လည်ကြိုဆိုပါရစေဒီနေ့ကတော့မေလ23ရက်နေ့ဖြစ်ပါတယ်ကျွန်တော်တို့ဒီနေ့တင်ဆက်ပေးသွားမယ့်အကြောင်းအရာကတော့စကိုင်းတိုင်းမှာရှိတဲ့ကိုထင်းနှင်းရွာစာတင်ကျောင်းနဲ့ပတ်သက်ပြီးတော့ဒီဖြစ်စဉ်ကိုတမတော်ကလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ပါတယ်ဆိုတဲ့ဒီဖန်တီးထားတဲ့ဇာညွှန်းနဲ့ဒီဇာညွှန်းရဲ့နောက်ွယ်ကအာခွက်တွေရဲ့အကြောင်းနောက်ပြီးတော့ဒီဇာညွှန်းမှာရှေ့ကိုထွက်ပြီးတော့ talk show လုပ်ထားတဲ့ဒေါ်ရီအုံးနဲ့ပတ်သက်တဲ့အကြောင်းနဲ့တကယ်ပဲဒီဖြစ်စဉ်ကဘာကြောင့်ဖြစ်ပွားခဲ့လဲဆိုတဲ့အကြောင်းအရာကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ဒီတော့မနေ့ကမေလ12ရက်နေ့မြို့နယ်မှာရှိတဲ့ဒီကျွန်တော်တို့ကိုထင်းနှင်းရွာစာတင်ကျောင်းကိုတမတော်ကလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ပါတယ်ဆိုတဲ့အကြောင်းအရာတွေကိုကျန်းဖတ်အပီမီဒီယာတွေနောက်ပြီးတော့ဒီ Telegram နဲ့တခြား social media platform တွေမှာအများပြားမြင်တွေ့ပြီးဖြစ်ပါလိမ့်မယ်ဒီဖြစ်စဉ်အတွင်းမှာဒီတည်ဆုံးသွားတဲ့ကလေးငယ်တွေနောက်ပြီးတော့ပျက်စီးနေတဲ့စာတင်ကျောင်းတွေပျက်စီးနေတဲ့ဒီအဆောက်အဦနဲ့ပတ်သက်ပြီးထိခိုက်ထားတဲ့အကြောင်းအရာတွေကိုကျွန်တော်တို့အားလုံးလည်းတွေ့ရှိပြီးဖြစ်ပါလိမ့်မယ်ဒီနေရာမှာကျွန်တော်တို့တင်ပြစရာက3ချက်ရှိပါတယ်ပထမအချက်က1ချက်တမတော်ကတကယ်ပဲလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့သလားဒုတိယအချက်ကတော့ဒီတိုက်ခိုက်မှုအတွင်းကဘာကြောင့်ရှေ့ရခင်ဖြစ်စဉ်တွေမှာရှိခဲ့တဲ့လေကြောင်းတိုက်ခိုက်မှုတွေနဲ့ဘာကြောင့်မတူတာလဲ3ချက်ဘာကြောင့်ဒီ double တွေကလေးတွေရဲ့အလောင်းတွေကိုအစီချပြပြီးတော့မှတ်တမ်းယူထားတာလဲ4ချက်ကတော့ဒီအခြေအနေနဲ့ပတ်သက်ပြီးတော့မြေပြင်မှာတွားရောက်ရိုက်ကူးထားခဲ့တဲ့စီရီယန်ကတိကဒေါ်ရီအုံးနဲ့ပတ်သက်ပြီးတော့ဘာကြောင့်သူကဒီလိုမျိုးရိုက်ကူးတာလဲနဲ့ဒီလိုရိုက်ကူးရတဲ့အကြောင်းအရာတွေမှာသူအမြဲတမ်းပါဝင်နေတယ်ဆိုတဲ့အခြေအနေကဒီဖြစ်စဉ်ကြီးတစ်ခုလုံးကိုအများကြီးသတိထားမိစရာဖြစ်စေပါတယ်ဆိုတော့မနေ့ကဒီအိုတင်းနင်းရွာဖြစ်စဉ်နဲ့ပတ်သက်ပြီးတမတော်ကလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့သလားလေကြောင်းပြန်တမ်းမှု flight record ကိုရှိသလားဆိုတာကိုကျွန်တော်တို့တက်ဆိုင်ရာတက်တွေစီမှာမေးမြန်းကြည့်လိုက်တဲ့အခါမှာတမတော်ကလေကြောင်းပြန်တမ်းမှုအိုတင်းနင်းရွာကိုပြန်တမ်းမှုရောတိုက်ခိုက်မှုမရှိခဲ့ပါဘူးဒါဒီအစီအစဉ်ရဲ့အစမှာကျွန်တော်တို့ကလေကြောင်းတိုက်ခိုက်မှုတမတော်ကလေကြောင်းတိုက်ခိုက်မှုမဟုတ်ပါဘူးလို့ပြောလို့ရှိရင်ရှေ့ကနေကြိုပြီးတော့သတင်းမှားတွေဖြန့်ဝေတယ်ဝါဒဖြန့်တယ်ဆိုပြီးပြောကြမှာပါဆိုတော့ဒီတမတော်ကလေကြောင်းတိုက်ခိုက်မှုမလုပ်ခဲ့ပါဘူးဆိုတော့အပိုင်းလေးကိုခဏလေးဖယ်ထားပေးပါမယ်ဆိုတော့ဒီဖြစ်နိုင်ရည်ရှိတာနဲ့ရုပ်တည်ပေးတာစံတာနဲ့နောက်ပြီးတော့ဒီဇလန်းဖန်တီးထားတဲ့အခြေအနေနဲ့ကျွန်တော်တို့ဆက်ပြီးတော့တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ဒါဆိုရင်ဒီကြောင်းတိုက်ခိုက်မှုလို့တစ်ဖက်ကဖော်ပြတယ်အကြမ်းဖက်အပိမီဒီယာတွေကလည်းဖော်ပြတယ်ဒီ data ကန် PDF တွေ data ကန်ရွာသူရွာသားတွေကလည်းသူတို့ social media platform တွေ Facebook YouTube TikTok Telegram စတဲ့ data တွေစတဲ့နေရာတွေအားလုံးမှာတမတော်ကလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တယ်လို့ဖော်ပြတယ် okay တမတော်ကလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တယ်ဆိုရင်ဒီမှတ်တမ်းကြီးထဲမှာဘာကြောင့်ပျက်စီးဆုံးရှုံးမှုပျက်စီးသွားတဲ့ပမာဏကအင်မတန်သေးနေတာလေလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ပါတယ်ဆိုတဲ့အဖြစ်ပြက်လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ပါတယ်ဆိုတဲ့မြေပြင်အနေအထားတစုံတရာမှမရှိတာကကျွန်တော်တို့ပထမဆုံးစဉ်းစားရမယ့်တစ်အချက်ဖြစ်ပါတယ်။ဘာကြောင့်လဲဆိုရင်တမတော်ကလက်ရှိအသုံးပြုနေတဲ့ဒီလေကြောင်းကနေတိုက်ခိုက်တဲ့ဘုံတွေ area ဘုံလို့ခေါ်တဲ့ဘုံတွေကို250 kg 250 kg ဆိုတာကျွန်တော်ပေါင်900ကျော်ပါတယ်။အခုပြောနေတယ်ပေါင်900ဘုံပေါင်900ဘုံဆိုတာက FPV 250ဘုံမျိုးစားတွေပဲဖြစ်ပါတယ်။ဒါ FPV 900ဆိုရင်ပေါင်1000ရှိမှာပါ။ဆိုတော့သူတို့မနေ့ကထုတ်ပြန်တဲ့အတိုင်းတမတော်ကလေကြောင်းတိုက်ခိုက်မှုပြုလုပ်တဲ့ပေါင်900ဘုံကြီးချလိုက်တယ်ဆိုလို့ရှိရင်ပေါင်900ဘုံရဲ့ထိခိုက်ပျက်စီးမှုကဘယ်လောက်ထိရှိတယ်လဲဆိုတော့ကိုကျွန်တော်တင်ဆက်ပေးသွားမှာပါဒီလိုပြတ်သွားနိုင်တဲ့ဒီပျက်စီးဆုံးရှုံးမှု area ထိခိုက်နိုင်တဲ့ထိခိုက်မှုပမာဏဖြည့်ဆွမ်းအားနဲ့လက်ရှိအိုထင်းနှင်းရွာမှာဖြစ်သွားတဲ့အမှတ်တမ်းတွေဗီဒီယိုတွေကိုလည်းအားလုံးသိရှိပြီးဖြစ်မှာပါဆိုတော့ဒီအခြေအနေတွေနဲ့ကျွန်တော်တင်ဆက်သွားတဲ့အကြောင်းအရာတွေနဲ့ချိန်ဆက်ကြည့်လိုက်လို့ရှိရင်ဒါကဖန်တီးထားတဲ့ဇာညွှန်းတစ်ခုဖြစ်တယ်ဆိုတာကိုကျွန်တော်ကောင်းကောင်းကြီးတွေ့ရမှာပါ။ဘာကြောင့်ဒီလိုပြောလဲဆိုလို့ရှိရင်ကျွန်တော်တို့တက်မတော်ကသုံးနေတဲ့ FPV ပုံလေကြောင်းကနေကျဲတဲ့ပုံဒါတွေက HE အမျိုးအစားတွေအနေနဲ့တက်မတော်ကအသုံးပြုတာအင်မတန်နည်းပါတယ် HE ဆိုတာက high explosive ပါဖြတ်အားပြင်းတဲ့ပုံမျိုးစားဖြစ်ပါတယ်ဒီတက်တော်ညာနှစ်ခွန်စစ်စင်တစ်လျှောက်လုံးကနေ2021ခုနှစ်အာဏာသိမ်းဖြစ်စဉ်နောက်ပိုင်းတက်မတော်က HE ပုံတွေအသုံးပြုခဲ့တယ်ဆိုတာကလက်ချိုးပြီးရလို့ရပါတယ်လက်စေကြောင့်မပြည့်သေးပါဘူးမဖြစ်မနေအသုံးပြုနေရတဲ့လေကြောင်းတိုက်ခိုက်မှုတွေရန်သူပြင်းမှတ်တွေကိုတိုက်ခိုက်တဲ့အခါမှာ FPV 250လို့ခေါ်တဲ့ပေါင်900ပုံတွေအများစုအသုံးပြုတယ်150လို့ခေါ်တဲ့ FPV 150လို့ခေါ်တဲ့ဒီ250ပေါင်250ရှိတဲ့ပုံတွေကိုအသုံးပြုကြပါတယ်ဒီနေရာမှာဒီ FPV 250ဆိုကြပါစို့ပေါင်900ပုံကျဲလိုက်တယ်ဆိုလို့ရှိရင်သူ့ရဲ့ပျက်စီးဆုံးရှုံးမှု area နဲ့ထိခိုက်သွားတဲ့ပမာဏဒါတွေကိုကျွန်တော်မြေပြင်နဲ့ချိန်ဆကြည့်လိုက်ရအောင်ပါပေါင်250ပုံကိုကြောက်ရောက်ပေါက်ကွဲတယ်ဆိုလို့ရှိရင်ကြောက်ရောက်ပေါက်ကွဲတဲ့ area ရဲ့ဘေးပတ်ဝန်းကျင်အနည်းဆုံးမီတာ90ကနေမီတာ300အထိထိခိုက်ပျက်စီးမှုရှိပါတယ်ပေအားဖြင့်ပြောမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ပေ160ကနေအလုံးပေ650အထိဖြတ်အားပြင်းတဲ့ area ထိခိုက်တဲ့ area ရှိပါတယ်သဘောကတော့ဒီပေ160ကျော်ကနေပေ650အထိရှိတဲ့သက်ရှိသက်မဲ့လူအစာအုပ်ရှင်ရန်နေရတစ်ပင်အားလုံးကိုထိခိုက်ပျက်စီးစေပါတယ်ဒါကဒီ
ပေါင်900ပုံရဲ့ထိခိုက်ပျက်စီးပြီးတော့တက်ရောက်နိုင်တဲ့ area အဲ့ဒီကနေမှဘုံရဲ့ပောက်ကွဲပြီးတဲ့နောက်လွင့်စင်လာတဲ့ဒီဘုံစားတွေရှိတယ်ဒီဘုံစားတွေကဘယ် area အထိပြန့်နှံ့နိုင်တယ်လဲဆိုလို့ရှိရင်ပေ900ကျော်ကနေပေ1600ပတ်ချလဲကိုသွားပြီးတော့တက်ရောက်မှာပါဒါတက်ရောက်မယ်ဆိုတဲ့အဓိပ္ပာယ်ကဒါဘုံလုံးနေတဲ့ NUG က PDF တွေလည်းသိမှာပါဒီထဲမှာလက်လုံမိုင်းတွေဆိုလို့ရှိရင်ရန်နေထောင်းနေရန်နေဆက်တယ်ပြီးလို့ရှိရင်ခဲသီးတွေနောက်ပြီးတော့တန်တူတန်စားတွေအများကြီးထည့်တယ်ဒီဟာတွေလွင့်စင်သွားမှလူကိုထိခိုက်ပျက်စီးစေတာပါအဲ့တော့ဒီပေ1600လောက်ထိပျက်စီးသွားစေတယ်ဆိုတော့ပေါင်900ပုံရဲ့ဖြစ်အပြင်ရှိတယ်ဒါအပြင်ပေါင်900ပုံတဲကျတဲ့နေရာသူတကယ်ကျတဲ့နေရာရဲ့အနက်က16ပေဝန်းကျင်ရှိပြီးတော့အခြေ area ကတွင်းကြီးဖြစ်သွားတာပါပေါင်900ပုံချလိုက်တဲ့နေရာတွင်းကြီးဖြစ်သွားတာပါအဲ့တော့အနက်က16ပေနဲ့ပတ်ချလေကပေ20ကျော်တိတိကျကျပြောရမယ်ဆိုလို့ရှိရင်တော့26ပေလောက်ထိ area ကြီးမှာဘုံထိထားတဲ့နေရာကြီးဖြစ်ပေါ်မှာပါဒါကကျွန်တော်ဒီ139ခုစစ်စင်တလျှောက်2021ခုနှစ်အာဏာသိမ်းတဲ့ဖြစ်စဉ်ကနေတောက်လျှောက်ဒီအကြမ်းဖက်လက်နက်ကိုင်တွေဒေတာ NUG လက်အောက်ခံ PDF တွေ EU တွေရဲ့ဒေတာတွေကြားမှာလေကြောင်းတိုက်ခိုက်မှုမှတ်တမ်းတွေလည်းအားလုံးလည်းမြင်တွေ့ရမှာပါဘုံကြီးချလိုက်တဲ့လေကြောင်းကတိုက်ခိုက်တဲ့ဘုံနဲ့ဟော်ဝေဇာလက်နက်ကြီးချတဲ့ဘုံနဲ့မြေပြင်မှာတက်ရောက်ပြီးတော့ဖြစ်ပျက်သွားတဲ့ပုံစံတော့မတူပါဘူးဆိုတော့ဒီအခြေအနေတွေနဲ့ကျွန်တော်တို့ချိန်ဆကြည့်လိုက်ရင်တစ်အချက်ဒီစာတင်ကြောင်းကဘာတွေတွေ့ရတယ်လဲစီရီယန်ဆီယမ်မှာစီရီယန်ကတိကဒေါ်ရတီအုံးကတင်ဆက်ပေးသွားတဲ့ဗီဒီယိုဖိုင်တွေမှာကျွန်တော်တို့အားလုံးတွေ့ရပြီးပါပြီစာတင်ကြောင်းမှာအမိုးတွေပြတ်သွားတယ်ဟုတ်တယ်တစ်သားဒိုင်းတွေပြတ်သွားတယ်ဟုတ်ပါတယ်ဘရန်ဒါတွေတစ်သားလက်ရန်တွေပြုတ်သွားတယ်မျက်နှာကျက်ကြောက်ပြားတွေမျက်နှာကျက်အထက်သားတွေမဟုတ်ဘူးကျွန်တော် share တော့ဖို့လို့ခေါ်တဲ့ကြောက်ပြားတွေအနည်းဆုံး4 milli 6 milli ရှိမဲ့ကြောက်ပြားတွေကိုအသုံးပြုထားတယ်ဒါတွေကြီးမွားသွားတယ်အကယ်၍တမ်မတော်ကချလိုက်တဲ့လေချောင်းကကျဲလိုက်တဲ့ပုံးသာကြမယ်ဆိုလို့ရှိရင်ဒီချက်အများကြီးပျက်စီးမှာပါဘာကြောင့်လဲဆိုရင်ကျွန်တော်အရှိမတင်ဆက်ထားသလိုပဲပေါင်900ပုံတစ်လုံးကျလိုက်ရင်ပေ160ဝန်းကျင်ကနေပေ650ဝန်းကျင်ထိအဆောက်အဦအလုံးပျက်စီးမှာပါဆိုတော့ဒီစာတင်ကြောင်းကနိုင်ရန်နေတောင်လုံးဝပျက်စီးသွားတာမရှိဘူးတစ်ချက်ကနိုင်ရန်တွေကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်ဘုံကျထားတဲ့ဘုံစံစာတင်ကန်းကကျွန်တော်အတွဲလိုက်လေးရှိတယ်ဗီဒီယိုကတေချာမမြင်ရဘူးဆိုပေမဲ့ပုံမှန်အခြေခံပညာကနေစောက်တဲ့တစ်ထပ်စာတင်ဆောင်တွေက၄ခန်းလောက်ပါမှာပါဆိုတော့ဘယ်အခန်းကိုကျတာလဲဘယ်အခန်းကိုပဲကျဒီကျလိုက်တဲ့ဘုံဒီတဲရဲ့ကျတဲ့နေရာရဲ့အဆောက်အဦနေရန်တွေကအားလုံးပျက်စီးမှာပါအခုကျွန်တော်တို့ကြည့်လိုက်တယ်စာတင်ကြောင်းနေရန်တွေမှာအပေါက်တွေဖြစ်နေတာမရှိဘူးအပေါက်အကြီးတွေရှိတယ်စကားကိုကပ်ပြီးပြောမယ်ဆိုရင်တော့အပေါက်အကြီးတွေရှိတယ်ဒါတွေကဘုံစံထိထားတဲ့ထိခိုက်ဒဏ်ရာတွေမဟုတ်ဘူးလက်နက်ကြီးထိထားတဲ့ထိခိုက်ဒဏ်ရာတွေမဟုတ်ပါဘူးနိုင်ရန်တွေကိုအားလုံးပြန်ကြည့်လိုက်လို့ရတယ်ဒီဘုံပေါက်ကွဲပြီးနောက်လွင့်စင်ထားတဲ့ဘုံစတွေကနိုင်ရန်တွေမှာထိခိုက်ထားတာဘာမှမရှိဘူးဒါကကျွန်တော်တို့ထပ်ပြီးတော့ဒီအခြေအနေပေါ်မှာပြန်ပြီးတော့သုံးသပ်ရတဲ့အချက်နောက်ပြီးတော့ပေ1600ပတ်ချလဲ area ထိခိုက်ပျက်စီးမယ်အဆောက်အဦတွေပြိုမယ်ဖြစ်သွားတာမရှိဘူးနောက်တစ်ခုကဒီဒေါ်ရတီအုံးရိုက်ကူးထားတဲ့ဗီဒီယိုမှာ2နေရာပြထားတာရှိပါတယ်ဘုံကြီးကျထားတဲ့နေရာချင်းချင်းလေးရဲ့အလုံးလုံးရှိလား2ပေပတ်လဲပါဒီ2ပေပတ်လဲရဲ့ဘေးနားမှာနိုင်ရန်တွေခုံတွေဘာမှပျက်စီးသွားတာမရှိဘူးအကယ်၍တမတော်ကလေချောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တဲ့နေရာလုံးဝဒဲကျတဲ့နေရာဆိုလို့ရှိရင်ကျွန်တော်ကတင်ဆက်ပေးခဲ့တဲ့ပြောပြပေးတဲ့အထက်မှာပါတယ်အနည်းဆုံး15ပေပတ်လဲကျွင်းကြီးဖြစ်သွားမယ်ပေ20ပတ်လဲကျွင်းကြီးဖြစ်သွားမယ်အနည်းဆုံး10ပေနဲ့15ပေကြာဒီဝင်းကျင်လောက်ရှိတဲ့အနက်ဖြစ်သွားမယ်ကျွင်းကြီးကျွန်တော်ကန်ကြီးပုံစံမျိုးဖြစ်သွားမှာဒါပေမဲ့စာတင်ကျောင်းရဲ့ကျန်းပြင်းမှာ2ပေပတ်လဲလောက်ရှိတဲ့ကွဲရလေးတွေပဲတွေ့ရတယ်နှစ်နေရာလုံးဘုံကြီးကျတယ်ဆိုပြီးတော့ဒေါ်ရည်အောင်ကရိုက်ကူးတင်ဆက်ရင်းနဲ့မျက်ရည်ချူသွားတာရှိတယ်ဆိုတော့ဒီဘုံတွေရဲ့အနေအထားနဲ့ကျွန်တော်ချိန်ဆပြီးတော့တွက်ကြည့်မယ်ဆိုရင်တော့မှဒါကလေချောင်းတိုက်ခိုက်မှုကြောင့်ပျက်စီးသွားတဲ့အဖြစ်ပြတ်မှုပျက်စီးသွားတဲ့ပျက်စီးမှုမဟုတ်ဘူးဆိုတာကိုကျွန်တော်တို့အရင်ဆုံးတွေ့ရှိရပြီဖြစ်ပါတယ်ဒါဆိုရင်ဘာကြောင့်လေချောင်းတိုက်ခိုက်မှုပြုလုပ်တာလဲဒါအပြင်ဒီဓာတ်ပုံတွေကိုဘာကြောင့်စီစီချထားတာလဲဒါကစဉ်းစားရမယ့်အချက်ပါဒါမှမဟုတ်လေချောင်းတိုက်ခိုက်မှုတွေအများကြီးကြုံဘူးမှာပါမှတ်တမ်းမှုတွေဓာတ်ပုံတွေလည်းတွေ့ဘူးမှာပါအနည်းဆုံးပြောမယ်ဆိုလို့ရှိရင်ပြီးခဲ့တဲ့နှစ်တွေကဧပြီလထဲမှာဖြစ်သွားတဲ့ဗစီကြီးကျေးရွာNUG ရုံးဖွင့်ပွဲကိုဒေသခံကလေးတွေဒေသခံပြည်သူလူထုတွေကိုခေါ်တဲ့အချိန်ဒီ NUG ရုံးဖွင့်မှာဖြစ်တဲ့အတွက်ဒေသခံရဲ့သတင်းပေးမှုကြောင့်ပဲလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တယ်ဒီလေကြောင်းတိုက်ခိုက်မှုအတွင်းမှာဘယ်လောက်ထိဆိုးရွားသွားလဲအားလုံးမြင်တွေ့ခဲ့ရပြီဖြစ်တယ်လူတွေဆိုတာကလုံးဝကိုရှာမရအောင်ဖြစ်ခဲ့တာဘာကြောင့်လဲဆိုလို့ရှိရင်ပေါင်900ပုံရဲ့ထိခိုက်ပျက်စီးနိုင်တဲ့ area ကပေ160ကနေပေ600ကျော်ထိရှိတာဖြစ်တဲ့အတွက်ဒါအဆောက်အဦတက်ရှိတက်မဲ့ရန်နေရာတစ်ပင်အားလုံးပျက်စီးတာဗစီကြီးကျွော်ကိုကြည့်လိုက်ဗစီကြီးကျွော်ကဖြစ်စဉ်မှာအားလုံးကပြောင်းတလင်းခါသွားတာပါဒါဆိုရင်ဒီဟိုထင်းတွင်းရွာကလေချောင်းတိုက်ခိုက်မှုမှာဘာကြောင့်ဒီလိုမျိုးမဖြစ်တာလဲကျောင်းနေရနေအားလုံးကိုကြည့်လိုက်တယ်ကျွန်တော်ပျက်စီးသွားတာမရှိဘူးမှန်နေပြတင်းပေါက်တွေကွဲသွားတယ်ဟုတ်ပါတယ်အမိုးတွေလန်ထွက်သွားတယ်ဟုတ်ပါတယ်
နောက်ပြီးတော့မျက်နှာချက်တွေကျွေးချထားတယ်ဟုတ်ပါတယ်ဒီအထိကိပစ္စည်းမှုတွေကပောက်ကွဲမှုတစ်ခုခုတစ်စုံတရာရဲ့တက်ရောက်မှုဒီလေးနဲ့ထိတွေ့ပြီးတော့ဖြစ်ပေါ်လာတဲ့ပောက်ကွဲမှုရဲ့တက်ရောက်မှုတွေကြောင့်ပျက်စီးသွားတဲ့ပျက်စီးမှုတွေပါအမိုးတိုင်းတွေလန်းနေတွတ်တွေလန်းနေမျက်နှာချက်တွေပြုတ်ကြတယ်ဒါပေမဲ့စာသင်ကုန်တွေသူတို့ကတော့ပြောတယ်တော်ရည်အောင်ပြောတယ်ကလေးတွေကိုဓာတ်ပုံတွေဆွဲထုတ်ဖို့အတွက်စာသင်ကုန်တွေထုတ်ထားရတယ်โอเคအဲ့ဒီကျွန်တော်တို့လက်ခံလို့ရတယ်အဆောက်အဦကဘာကြောင့်အကောင်းမကလေးတိုင်ကြံနေတာလေနောက်ပြီးတော့ကလေးတွေရဲ့ဓာတ်ပုံတွေဒီထိခိုက်မှုတွေမှာဒီစီရီယန်ဆီယမ်မ2ယောက်နဲ့ grade 12အထိကျောင်းသားအများပြပါတယ်လက်ရှိအထိထိခိုက်သေးဆုံးမှုက90ကျော်ရှိပြီလို့သူတို့ပြောထားတယ်ဓာတ်ပုံတွေကိုလည်းပြပြီးတော့ဓာတ်ပုံတွေရိုက်ထားတယ်ခေတ်သစ်မှာလည်းတင်တယ် DVB တခြား social media platform lifestyle media တွေနဲ့အကြမ်းဖက် RV media တွေမှာတင်ထားတာရှိပါတယ်ဒါပေမဲ့ကလေးတွေရဲ့ဓာတ်ပုံတွေကအကောင်းဘက်ကလေးတိုင်းပဲကြံပါတယ်တချို့ရုပ်ပြစင်းပြဖြစ်သွားတဲ့ဓာတ်ပုံတွေ2ခု3ခုကျွန်တော်တို့တွေ့ရပါတယ်ဆိုတော့တက်မတော်က3နဲ့ဘုံတက်မတော်ရေမဟုတ်ဘူးဒီကမ္ဘာနိုင်ငံအများပြားမှာ3နဲ့ဘုံတွေထဲမှာပေါင်900ဘုံဆိုတဲ့သူ့ရဲ့ specification သူ့ရဲ့ spec သူ့ရဲ့စံနှုန်းတွေအရာဒီ area ကြီးမှာရှိနေတဲ့အများဆုံးပေ650 area မှာရှိနေတဲ့တက်ရှိတက်မဲ့တွေကိုပျက်စီးမှာဖြစ်တဲ့အတွက်ဓာတ်ပုံတွေဆိုလို့ရှိရင်အစားအနာတောင်ရှာလို့ရမှာမဟုတ်ပါဘူးဒါပေမဲ့အလောင်းလေးတွေဓာတ်ပုံတွေကိုစီချပြီးတော့သူတို့အလောင်းတွေပြထားတယ်ဘာကြောင့်လဲဒါကလေချောင်းတက်ခိုက်မှုမဟုတ်လို့ပါတက်မတော်ရဲ့လေချောင်းတိုက်ခိုက်မှုမဟုတ်လို့ပါပဲတက်မတော်ရဲ့လေချောင်းတိုက်ခိုက်မှုမဟုတ်ဘူးအိန္ဒိယကနေမှားပြီးတော့ပါကစ္စတန်ကိုသွားတဲ့ GPS မှားပြီးတော့ hack ခံရပြီးတော့ဟိုထင်နှင်းရွာကိုလာကျေးသွားတာလည်းမဟုတ်ဘူးတရုတ်ကလည်းလမ်းပြီးတော့ပြစ်လိုက်တာမဟုတ်ဘူးဆိုတော့ဒါကလေချောင်းတိုက်ခိုက်မှုလုံးဝမဟုတ်ဘူးဆိုတဲ့အချက်တစ်ချက်ပါပဲဘာကြောင့်ဒီလိုမျိုးတွေဝါဒဖြန့်တာလဲဘာကြောင့်ဒီလိုမျိုးတွေအမှားလုပ်တာလဲဒီနေရာမှာဒီကလေးတွေကတနင်္ဂနွေနေ့ရက်ကြီးမှာစာလာတင်ကြတယ်အန်ယူဂျီလက်အောက်ခံ PDF တွေအားလုံးကကျောင်းမတက်နဲ့ကျောင်းထွက်ရုံးမတက်နဲ့ရုံးထွက်ဆိုပြီးသူတို့ကိုယ်တိုင်ကြွေးကြော်ခဲ့တယ်ဒါပေမဲ့ဒီစီရီယန်လောက်သွားတဲ့ပညာရေးကျန်းမာရေးနဲ့ဌာနပေါင်းစုံကသူတွေကဒီအကြမ်းဖက် RP မီဒီယာတွေနဲ့အကြမ်းဖက်ဒေတာတွေအမဲအောင်နေမြေတွေမှာလှုပ်ရှားနေကြတယ်စာတင်ကျောင်းတွေဖွင့်တယ်โอเคအဲ့ဒီကျွန်တော်တို့လက်ခံလို့ရတယ်အန်ယူဂျီကတီးသန့်ဖွင့်တာဖြစ်တဲ့အတွက်နာဆာကဖွင့်တဲ့စနေတနင်္ဂနွေတွေမှာနောက်ပြီးတော့နေရာဒီကျောင်းပိတ်ရမှာကျောင်းမတက်ဘူးရတယ်โอเคသူ့ရဲနဲ့သူ့ဆက်ဖြစ်တဲ့အတွက်ကျောင်းတက်စရာမလိုဘူးအန်ယူဂျီကတီးသန့်ခေါ်ပြီးဖွင့်တဲ့စာတင်ကျောင်းမလို့တနင်္ဂနွေနေ့မှာကျောင်းတက်ရတယ် grade 1ကနေစပြီး grade 12ထိရှိတယ်ဒီစာတင်ဆောင်ကိုကြည့်လိုက်မယ်ဆိုရင်အခန်း၄ခန်းပါတယ်တစ်ခန်းကရုံးခန်းအနေနဲ့အသုံးပြုထားတာရှိတယ်ဆိုတော့သဘောကစာတင်ခန်း၃ခန်းကစာတင်တဲ့အနေအထားနဲ့ရှိနေတယ် blackboard ဒီပေါ်မှာရှိနေတဲ့စာတွေကိုကြည့်လိုက်လို့ရှိရင် grade 1ကစာတွေလား grade 2ကစာတွေလား grade 3ကစာတွေလားစစ်တင်ထားတယ်ဒီ blackboard မှာရှိတဲ့ calculation တွေကိုကြည့်လိုက်လို့ရှိရင်ဒီကလေးတွေ demo တွေမှာပြထားတဲ့ကလေးတွေရဲ့ပညာရေးအရေးချင်းနဲ့ချိန်ဆကြည့်လိုက်မယ်ဆိုရင်ဘယ်လိုစာတင်ကြသလဲဒီစာတင်ခန်း၃ခန်းထဲမှာဆရာမ2ယောက်နဲ့ grade 1ကနေ grade 12ထိရှိတဲ့ကျောင်းသားတွေကိုဘယ်လိုမျိုးစာတင်ကြသလဲနောက်ပြီးတော့ NUG ကဖွင့်တဲ့ကျောင်းမလို့ grade 12ကိုကြိုပြီးတော့စာတင်တာလားဒါမှမဟုတ်သင်ခန်းစာတွေ course တွေမပြတ်လို့ဆက်ပြီးတော့တင်လာလားဒါတွေထိရပါတယ်ဒါကသူတို့ရဲ့စကားလုံးတွေသူတို့ရဲ့ပါဇက်ထဲမှာပဲရှိတာဖြစ်တဲ့အတွက်စနေတင်ငုံတွေအရှင်ကိုခေါ်လို့ရတယ်โอเคဒါပေမဲ့ဒီလေချောင်းတိုက်ခိုက်မှုဖြစ်သွားခဲ့တဲ့လေချောင်းတိုက်ခိုက်ခံရတယ်ဆိုတော့ဒေတာကကလေးတွေရဲ့တပ်ဖို့တွေမှာအကောင့်ပရိတိုင်းကျန်တယ်အကြီးထဲမှာဆိုလို့ရှိရင်ယောက်ျားလေးတစ်ယောက်မိန်းကလေးတစ်ယောက်ပါတယ်ဒီအခြေအနေတွေကိုကျွန်တော်တို့ကြည့်လိုက်တော့ဒါလေချောင်းတိုက်ခိုက်မှုမဟုတ်ဘူးဆိုတော့နောက်ထပ်တစ်ချက်ကိုထပ်ပြီးတော့တွေ့ရပါတယ်။ဘာကြောင့်လေချောင်းတိုက်ခိုက်မှုလို့သူတို့ကသဘောထုတ်ပြန်လာတယ်။ဘာကြောင့်လေချောင်းတိုက်ခိုက်မှုတမတော်ကနဆာကအပြစ်မဲ့အရက်သားပြည်သူလူထုတွေအထူးသဖြင့်စာတင်ကျောင်းတွေကိုလေချောင်းတိုက်ခိုက်မှုပြုလုပ်တယ်ဆိုပြီးတော့ဘာကြောင့်ပြုလုပ်တာပါလဲ။တချို့ကလည်းဒီအခြေအနေပေါ်မှာသုံးသပ်ကြတယ်။ဒါကကလေးတွေကိုထိုးကျွေးလိုက်တယ်။ဆန္ဒပြဖို့ပြုလုပ်နေရင်လည်းဒါတမတော်ကလေချောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တာဖြစ်တဲ့အတွက်ထိုးကျွေးလိုက်တယ်ဆိုတဲ့ယူဆချက်တွေရှိတယ်။ဒါဒီ social media ပေါ်မှာဒီထင်မြင်ယူဆချက်အများကြီးထွက်ရှိနေတာပါ။ဒီကြောင့်ရတဲ့အပေါ်မှာတော့ဒါကျွန်တော်တို့မှားတယ်မှန်တယ်ဟုတ်တယ်မဟုတ်တယ်ဝေဖန်မှုလည်းမရှိပါဘူးပိုင်းခြားဖို့လည်းမရှိပါဘူးဒါပေမဲ့ကျွန်တော်တို့တင်ဆက်ပေးတဲ့အစီအစဉ်မှာကဒီအကြမ်းဖက်အားပေးတွေအကြမ်းဖက်မီဒီယာတွေနဲ့ဒီ PDF တွေနောက်ပြီးတော့စီဇန်ကတိကတော့ယတိအုံးတင်ဆက်ပေးတယ်လို့မျိုးတမတော်ကလေချောင်းတိုက်ခိုက်မှုမဟုတ်ဘဲနဲ့ဘာကြောင့်ဒီလိုမျိုးလုပ်တာလဲဒီနေရာမှာတော့ယတိအုံးရဲ့အကြောင်းကပြောစရာဖြစ်လာပါတယ်တော့ယတိအုံးဆိုတာကလေးကစက်မှုလက်မှုကကတိကတယောက်ဖြစ်တယ်ကတိကဌာနမှုတယောက်ဖြစ်တယ်ဒီနှစ်2021ခုနှစ်အာဏာသိမ်းမှုဖြစ်ပွားတဲ့အချိန်အာဏာထိန်းမှုဖြစ်ပွားတဲ့အချိန်စီဒီအန်လုပ်ခဲ့တယ်။ Okay သူ့ရဲ့ယုံကြည်ရာတွေစီဒီအန်လုပ်တာဒါကျွန်တော်တို့ရဲ့ဝေဖန်စရာမလိုတဲ့ right သူ့ရဲ့ right စီဒီအန်လုပ်သွားတယ်
သူကစီရီယံလုပ်ရုံနဲ့မကဘူးဒီကျောင်းမှာကြံရှိနေသေးတယ်စီရီယံမလုပ်သေးတဲ့ဆရာမတွေကိုစီရီယံလုပ်ဖို့ PR တွေပေးတယ် PR တွေပေးတယ်ဆိုတာက local PDF တွေအားကိုယူပြီးတော့ချင်းချောင်းရင်းနဲ့စီရီယံလုပ်ဖို့ PR ပေးခဲ့တယ်နောက်ပိုင်းမှာသူကိုယ်တိုင်တနက်ကင်ပြီးတော့ရှေ့တန်းလိုက်တာတွေရှိတယ်နောက်ပြီးတော့ Medical cover လို့ကယ်ဆယ်ရေးအဖွဲ့လို့နောက်ပြီးတော့ private တင်တန်းကျောင်းလို့ပုံစံမျိုးနဲ့ဒီစကိုင်းနဲ့ချင်းဒေတာတွေမှာဒေါ်ရီတီအုံးကစုဖွဲ့လှုပ်ရှားနေတယ် sorry ဒေါ်ရီတီအုံးကလှုပ်ရှားနေတယ်ဒါဆိုရင်ဒေါ်ရီတီအုံးကလှုပ်ရှားနေတဲ့သူ့ရဲ့ဒေတာကဘယ်နားမှာလဲမနေ့ကမေလ12ရက်နေ့လေကြောင်းတိုက်ခိုက်မှုဖြစ်သွားတဲ့အချိန်မှာလေဒေါ်ရီတီအုံးကချက်ချင်းဆိုသလိုဦးထင်းတွင်းကရွာကိုရောက်လာတယ်ရောက်လာပြီးတော့ဒီလေကြောင်းတိုက်ခိုက်မှုနဲ့ပတ်သက်ပြီးသူမှတ်တမ်းဗီဒီယိုရိုက်တယ်ငိုတန်ကြီးနဲ့ပြောသွားတယ်အငိုမျက်လုံးအပြုံးမျက်နှာနဲ့ပြောသွားတယ်တကယ်ကိုငိုတန်ကြီးနဲ့ပြောသွားတာအခုမှဒေါ်ရီတီအုံးကငိုတန်ကြီးနဲ့ပြောသွားတာမဟုတ်ပါဘူးတမလို့ကလေကြောင်းတိုက်ခိုက်မှုဖြစ်ခဲ့တဲ့နေရာတွေတိုင်းမှာဒေါ်ရီတီအုံးမှတ်တမ်းဗီဒီယိုသွားယူတဲ့ documentary သွားယူတဲ့မှတ်တမ်းဗီဒီယိုသွားယူတဲ့အကြောင်းအရာရှိပါတယ်2022ခုနှစ်ကကမ်ဘတ်2023ခုနှစ်ကဝေပုံလ2024ခုနှစ်တွေမှာလည်းဇန်နဝါရီလမှာဖြစ်ခဲ့တဲ့ဒီကနန်းရွာလေကြောင်းတိုက်ခိုက်မှုစားတဲ့လေကြောင်းတိုက်ခိုက်မှုချင်းတောင်ဘက်မှာဖြစ်ခဲ့တဲ့လေကြောင်းတိုက်ခိုက်မှုတွေအားလုံးကိုဒေါ်ရီတီအုံးရောက်ခဲ့တယ်။စကိုင်းတိုင်းမှာရှိတဲ့လေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်တွေအားလုံးဒေါ်ရီတီအုံးရောက်ခဲ့တယ်။သူရောက်ဖူးပါတယ်။ဒါဆိုရင်ဘာကြောင့်ဒီအိုထင်းနှင်းရွာကလေကြောင်းတိုက်ခိုက်မှုကမဟုတ်ဘူးဆိုတော့သိသိနဲ့ပျက်စီးနေတဲ့အဆောက်အအုံပျက်စီးနေတဲ့အခြေအနေလေကြောင်းတိုက်ခိုက်ခံရတဲ့ဒီပတ်ဝန်းကျင်ကအထိကပျက်စီးမှုပမာဏကိုသူကိုယ်တိုင်သိပါတယ်။ဝေပုံလာကိုရောက်ဖူးတယ်ကနန်းရွာကိုရောက်ဖူးတယ်ခမ်းဘတ်ဖက်တီရောက်ဖူးတယ်သူကိုယ်တိုင်လေကြောင်းတိုက်ခိုက်မှုဖြစ်ခဲ့တဲ့နေရာတွေကိုငိုကြီးချက်မှနဲ့မျက်ရည်ကျူပြီးတော့ပြောခဲ့ဒါဆိုရင်အခုဒီအိုထင်းနှင်းရွာကိုဒေါ်ရီတီဦးကဒေါ်ရီတီအုံးကဘာလို့ဗီဒီယိုလာရိုက်တာလဲသူကလေကြောင်းတိုက်ခိုက်မှုဖြစ်တဲ့နေရာတွေမှာဝါဒဖြန့်မှုဒါဆိုရင်ဒီအိုထင်းနှင်းရွာကိုမှတ်တမ်းဗီဒီယိုလာရိုက်တဲ့ဒေါ်ရီတီအုံးကရှေ့မှာလေကြောင်းတိုက်ခိုက်မှုဖြစ်ခဲ့တဲ့အခြေအနေတွေပျက်စီးဆုံးရှုံးတဲ့ပမာဏတွေထိခိုက်ပျက်စီးနိုင်တဲ့ area တွေကိုသိရတဲ့နဲ့ဦးထင်းနှင်းရွာကစာတင်ကျောင်းကိုလာပြီးဘာကြောင့်မလို့ဒီကြောင်းတိုက်ခိုက်မှုပြုလုပ်ပါတယ်ဆိုပြီးတော့ခက်တီတွေနဲ့ရုပ်တည်နဲ့ရုပ်ရှင်ရိုက်ဇညွန့်နေရှိပြီးတော့လူလူစီကနေမြစ်တာချူမျက်ရည်ချူတာလေရှင်းပါတယ်ဒါကတကယ်တမ်းလေကြောင်းတိုက်ခိုက်မှုမဟုတ်လို့ပါဒါပေမဲ့ဒေါ်ရီတီအုံးကရှေ့တန်းနေလိုက်ဘူးတယ်ပြီးတော့ private တင်တဲ့ကျောင်းတွေဖွင့်တယ် medical cover လို့ကယ်ဆယ်ရေးအဖွဲ့လို့လုပ်ဘူးโอเคဒါသူ့ရဲ့ right ပါသူပြောထားတဲ့ဗီဒီယိုမှာလည်းဒီ data မှာလေကြောင်းတိုက်ခိုက်မှုဖြစ်ခဲ့တဲ့အတွက်သူရောက်အောင်လာပြီးတော့မှတ်တမ်းဗီဒီယိုလာရိုက်တာရိုက်လို့ရပါတယ်ဒါပေမဲ့ဒီလိုရိုက်ရတဲ့အကြောင်းအရာမှာဘာကြောင့်အခြေအနေနဲ့အချိန်ခါရလုံးဝတလွယ်3နဲ့4လို့ကြောချင်းကအနေထားနဲ့လွဲနေတဲ့အနေထားဘာကြောင့်တော်ရည်ဒီအုံးကတက်မလို့ကဒီကြောင်းတိုက်ခိုက်ပါတယ်ဆိုပြီးတော့ပြောင်ကြကြနဲ့ရုပ်သံမှတ်တမ်းဗီဒီယိုကိုပြောဆိုတာလေတော်လည်းအောင်ရမယ်လို့လူသားချင်းစာနာထောက်ထားမှုကိုနိုင်ငံတကာကအရေးယူဖို့လေဘာကြောင့်ပြောတာလဲတကယ်တော့ဒီကိစ္စနဲ့ဒီဖြစ်စဉ်ကြီးကလေကြောင်းတိုက်ခိုက်မှုမဟုတ်ပါဘူးတကယ်တမ်းလေကြောင်းတိုက်ခိုက်မှုမဟုတ်ရင်ဘာဖြစ်နိုင်မလဲဘာဖြစ်နိုင်မလဲဆိုတော့စကိုင်းနဲ့အထက်ပိုင်းဒေသတွေဒါမှကမြန်မာနိုင်ငံရဲ့တက်တော်ရဲ့ဒီထင်းချုံမှုလွတ်နေတဲ့ဒေသတွေ PDF တွေစိုးမိုးတဲ့ဒေသတွေမှာရှိတဲ့စာတင်ကျောင်းတွေဘုံကြီးကျောင်းတွေအိမ်ကြီးအိမ်ကောင်းတွေကဒီအဖွဲ့တွေရဲ့လက်လုံမိုင်းတွေလက်လုံရမ်းတွေ drop ဘုံတွေဘုံဒီဘုံစံတွေလမ်းဘေးထောင်တွေပရိသမိုင်းတွေပြုလုပ်တဲ့နေရာတွေပါဒီအကြောင်းရနဲ့ပတ်သက်ပြီးတော့လေ PDF တယောက်ကတချင်းလေး background လေးနဲ့ခါပြီးတော့ဒီဘုံတွေလုံနေ drop ဘုံတွေလုံနေတဲ့မှတ်တမ်းဗီဒီယိုဖိုင်တွေအားလုံးကြည့်ပြီးဖြစ်ပါလိမ့်မယ်ဒါကစာတင်ကျောင်းထဲမှာလုံနေတာပါဒါပေမဲ့အဲ့ဒီဗီဒီယိုကိုတင်ခဲ့တဲ့ TikTok အကောင့်ပိုင်ရှင်ကတော့အဲ့ဒီဗီဒီယိုကိုဖျက်သွားပြီးဖြစ်ပါတယ်ဒါပေမဲ့ဒီဗီဒီယိုနဲ့ပတ်သက်ပြီးအားလုံးကပြန့်နှံ့နေပြီဖြစ်ပါတယ်တစ်ဖက်ကအကြမ်းဖက် RB မီဒီယာတွေကလည်းသူတို့သတင်းတွေဖုံးဖို့အတွက်ဒီဗီဒီယိုကိုဖျက်ချတယ်တစ်ဖက်ကတမတော်အတိုင်းဝိုင်းနဲ့ဒီဘက်ကဒီမီဒီယာသမားတွေကဒီအကြောင်းအရာဒီဗီဒီယိုဖိုင်ကိုတင်ထားပြီးတော့လည်းလက်ရှိရှင်နေနဲ့ချိန်ထိုးပြီးတော့ရှင်းပြထားတာရှိပါတယ်ဟုတ်ပါတယ်ဒီကြောင်းတိုက်ခိုက်မှုပြုလုပ်ဖို့အတွက် drop ဘုံတွေလက်နက်ကြီးတွေနဲ့တိုက်ခိုက်ဖို့အတွက်စာတင်ကျောင်းတွေမှာအခုလိုမျိုးလက်လုံမိုင်းတွေကိုပြုလုပ်နေတာပါ PVC ပိုက်တွေနဲ့ဒီနေရာမှာ PVC ပိုက်တွေနဲ့လက်လုံမိုင်းတွေလုံနေတာကအပူချိန်လုံခဲ့ပြီးတော့ပေါက်တော့မဖြစ်နိုင်ဘူးလားဒါဆိုရင်တစ်ဖက်မှာလက်လုံမိုင်းတွေလုံတစ်ဖက်မှာကလေးတွေကစာတင်နေတဲ့ဆိုတဲ့အခြေအနေကရောဘာတွေဖြစ်နိုင်တယ်လဲကလေးတွေကစာတင်ကျောင်းကိုရောက်နေတဲ့အခြေအနေကအမျိုးမျိုးရှိနိုင်ပါတယ်ဒါသူတို့ဘက်ကတင်ဆက်တယ်လို့ပဲစာတင်မှုအတွက်အင်မတန်စူးစမ်းနေတဲ့တိုက်ပွဲတွေမရှိတဲ့အချိန်စာတင်ကျောင်းကိုခေါ်ပြီးတော့စီရီယန်ဆီယမ်မ2ယောက်နဲ့စာတင်နေတယ်အင်မတန်စာကိုလိုချင်တယ်စာတင်ခြင်းနဲ့ပညာတက်ချင်တာဖြစ်တဲ့အတွက်အကြောင်းလာတက်တယ်ဒါကိုဖယ်ထားလို့ရတယ်โอเคတစ်ဖက်မှာဒီစာတင်ကျောင်းမှာရှိနေတဲ့လက်နက်ကြီးတွေဘုံတွေပရိသာမိုင်းတွေကပောက်ကွဲသွားတာကြောင့်ကလေးတွေထိခိုက်ပြီးဆုံးသွားရသလားဒီဘုံကျသွားတယ်လို့ဒေါ်ရည်အုံးပြတဲ့နေရာကရောလက်လုံးမိုင်းပေါက်သွားတဲ့နေရာလား
ဒါကိုကျွန်တော်တို့ဆက်ပြီးတော့တင်ဆက်ပေးသွားမှာပါဟုတ်ပါတယ်ဒေါ်ရီရုံတင်ဆက်ပေးသွားတဲ့ဘုံကြပြီးတော့ပောက်ကွဲသွားတဲ့နိုင်ရန်တစ်ခုရှိတယ်ကလေးရဲ့သွေးတွေပေးချင်နေတဲ့နိုင်ရန်တွေနဲ့ဟိုဘက်ခန်းကိုထိုးရုပ်ပေါက်မြင်နေရတဲ့နိုင်ရန်အပေါက်ကြီးတွေမြင်နေရတယ်ဒီနိုင်ရန်အပေါက်ကြီးတွေကလေချောင်းကကျဲတဲ့ area bomb ထိထားတဲ့အခြေအနေမဟုတ်တယ်လို့နိုင်ရန်မှာရှိနေတဲ့အကွက်ကလည်းနိုင်ရန်မှာထိနေတဲ့အကွက်ကလည်းဒါဘုံညံထိပြီးတော့အုပ်နိုင်ရန်ကျွံပြီးတော့ပောက်ထားတဲ့လက်ရတွေမဟုတ်ပါဘူးဒါတွေကကျွန်တော်တို့ကစိုးအတင်းကရောနဲ့စစ်တပ်က NASA ကတောင်းတော်တွေကဒီကြောင်းလိုက်ခဲ့မှုမဟုတ်ဘူးဆိုတာကိုစိုးအတင်းညင်းပြီးတော့ပြောဆိုနေတာတွေမဟုတ်ပါဘူးဒါဆိုရင်ဒါကဘာကြောင့်ဖြစ်နိုင်တယ်လဲကလေးတွေဘာကြောင့်ဒီကောင်များထိခိုက်ပြီးဆုံးသွားရတယ်လဲတနင်္ဂနွေပိတ်ရကြီးမှာဘာကြောင့်အခုလိုမျိုးဝမ်းနည်းစရာဖြစ်ရက်တွေဖြစ်ပေါ်သွားရတယ်လဲကျိုးကပြောကြတယ်ဒီကလေးတွေကိုခေါ်သုံးချပြီးတော့နိုင်ငံရေးအမျက်ထုတ်ဖို့ကြိုးစားတယ်တချို့ကကြတော့လေဒါလုံခြံဖန်တီးထားတယ်ကလေးတွေကိုဆေးတွေတုပ်ရုပ်ရှင်တွေရိုက်ဖို့အတွက်လုံခြံဖန်တီးထားတယ်လို့ပြောကြတယ်ဒါပေမဲ့ဒီဖြစ်စဉ်မှာတကယ်ဓာတ်ပုံတွေပျက်စီးပြတ်တောက်နေတဲ့ဓာတ်ပုံတွေတွေ့ပြီးဖြစ်တဲ့အတွက်ဒါကတော့သိကြပါတယ်ထိခိုက်မှုဖြစ်ခဲ့တယ်ဖြစ်ခဲ့တဲ့ဖြစ်စဉ်ကထိခိုက်မှုဖြစ်ခဲ့တယ်ပောက်ကွဲမှုဖြစ်ခဲ့တယ်သို့တော့ဒီကြောင့်လက်ခိုက်မှုမဟုတ်ခဲ့ပါဘူးဒါဆိုရင်ဘာဖြစ်နိုင်မလဲကျွန်တော်တို့ထပ်ပြီးတော့နောက်ထပ်ဖြစ်နိုင်ခြင်းကိုတင်ဆက်ပေးသွားမှာပါဒါကတော့ဒီစာတင်ကျောင်းတွေမှာ PVC ပိုက်တွေ UPVC ပိုက်အပြားတွေကိုအသုံးပြုပြီးတော့လက်နက်ကြီးလက်နက်ငယ် drop ပုံးတွေများများပြုလုပ်တယ်ဒီနေရာမှာအားနည်းချက်ဖြစ်လာပါတယ်ဒီ PVC ပိုက်တွေနဲ့ပြုလုပ်ပြီးတော့ရမ်းဆက်တယ်လူလုတဲ့စနစ်နဲ့ရမ်းနေဆက်ပြီးတော့ထောင်းတယ်ပြီးရင် PVC ပိုက်တွေကိုအသုံးပြုပြီးတော့ drop ပုံးတွေလက်နက်ကြီးတွေမျိုးစုံသုံးပြုကြတယ် breather mine တွေပြုလုပ်တယ်ဒါကအင်မတန်ကမှ risk များတဲ့ကိစ္စပါသူတို့ကလက်နက်ကင်လမ်းစဉ်ကိုလိုက်ပြီးတော့တက်လောက်မှတ်တလောက်ပညာတွေနဲ့ရမ်းနေဝယ်တယ်လမ်းဘေးမိုင်းတွေလုပ်တယ် breather mine တွေလုပ်တယ်ဒီလို breather mine တွေလုပ်ဖို့အတွက် PVC ပိုက်တွေကိုအသုံးပြုကြတယ်ဒီ PVC ပိုက်တွေကသူ့လိုလိုထပ်ပေါက်တဲ့အလေးထားရှိသလားရှိပါတယ်ပုံမှန်အားဖြင့်ဆိုရင်တော့ PVC ပိုက်ကသူ့ရဲ့ဒီ temperature resistant ကဘယ်လောက်ကနေစပြီးဖြစ်တယ်လဲဆိုလို့ရှိရင်80 degree Celsius ကနေစပြီးတော့ PVC ပိုက်ကကွင်းညွှန်နိုင်ခြင်းရှိတယ်ဒီထက်ပိုပြီးတော့မြင့်သွားလို့ရှိရင်160 degree Celsius မှာဒီပိုက်ကအရေပျော်သွားနိုင်တယ်အဲ့ဒီထက်ပိုပြီးတော့အပူချိန်မြင့်လာမယ်ဆိုလို့ရှိရင်ဒီ490 degree Celsius သူ့မီးလောင်ပြီးတော့ပျက်စီးသွားနိုင်တဲ့အခြေအနေရှိတယ်ဒါသူ့လိုမီးလောင်မှုမဟုတ်ဘူးဆိုတော့မီးလောင်နိုင်တဲ့အခြေအနေတွေဖြစ်သွားနိုင်တာဒါက PVC ပိုက်ကိုတီးသန့်ထားလို့ရတဲ့အခြေအနေပါဒါကလည်းဒီအပြင်မှာ PVC ပိုက်ဆိုတာလည်းအားလုံးပဲသိတဲ့အတိုင်းပဲအိမ်ဒီမှာသုံးတဲ့ရှီလိုင်းတွေမှာနေပူထဲမှာထားရတယ်မိုးဒဏ်လေဒဏ်ကိုခံရတာဖြစ်တဲ့အတွက် temperature resistant ကိုအများဆုံးရအောင်လုပ်ထားရတယ်ဒီအတွက်လည်း temperature resistant ရမှာရေရှည်အသုံးပြုလို့ရမှာဖြစ်တဲ့အတွက်တစ်ဖက်က factory စက်ရုံတွေကလည်းဒါကိုတခြားဦးစားပေးပြီးပြုလုပ်ထားတယ်ဒါကဒီ PVC ပိုက်တီးသန့်ရှိနေတဲ့အခြေအနေပါဒါပေမဲ့ဒီရန်နေနဲ့ဆက်ပြီးတော့ပြုလုပ်မယ်ဆိုရင် PVC ပိုက်ရဲ့ temperature resistant နောက်ပြီးတော့သူ့လိုပေါက်ကွဲနိုင်တဲ့အခြေအနေကအင်မတန်နည်းသွားပါတယ်။ဘာကြောင့်ဒီလိုပြောလဲဆိုလို့ရှိရင် PVC ပိုက်တွေကိုထည့်ထားတဲ့ဆက်ရမ်းတွေနောက်ပြီးတော့ဒီစတီးဘောတွေတန်တို့တန်စတွေနဲ့ရမ်းနေနဲ့ထည့်ထားတဲ့အခြေအနေမှာ PVC ပိုက်ရဲ့အပူချိန်ရမ်းနေရဲ့အပူချိန်က50 degree Celsius မှာဆိုရင်လုံးဝသူ့ဘာသာသူထပြီးတော့ပေါက်ကွဲတာရှိပါတယ်။ဒါကဒီတက်မတော်ရဲ့ research တွေနောက်ပြီးတော့နိုင်ငံတကာကလည်းဒီအကြောင်းအရာနဲ့ပတ်သက်ပြီးတော့လေ့လာထားဖို့တာရှိပါတယ်။အားလုံးပဲစိတ်ဝင်စားလို့ရှိရင်ဒါဘယ်မှာပဲဖြစ်ရှာပြီးတော့လေ့လာလို့ရပါတယ်။ဆိုတော့ဒီစာတင်ကျောင်းတွေမှာ PVC ပိုက်တွေနဲ့လက်လုံမိုင်းတွေ breather mine တွေလုပ်ရင်းနဲ့စကိုင်းတိုင်းရဲ့အနေအထားကအင်မတန်မှအပူချိန်များတယ်။10နာရီလို့အနေအထားက temperature စပြီးတော့တက်လာတဲ့အခြေအနေမှာသူ့ဘာသာသူဘုံပေါက်ကွဲသွားသလား။စာတင်ကျောင်းကိုရောက်နေတဲ့ကလေးတွေရဲ့ခန္ဓာကိုကျွန်တော်ခဏဖယ်ထားမယ်။စာတင်လာတာပဲဖြစ်စီဒါဆန္ဒပြဖို့အတွက်ခေါ်ထားတာပဲဖြစ်စီရုပ်ရှင်ရိုက်ဖို့ခေါ်ထားတာပဲဖြစ်စီကလေးတွေရဲ့ခန္ဓာကိုကျွန်တော်တက္ကနာထားလိုက်ပါမယ်။ပေါက်ကွဲမှုကဘာကြောင့်ဖြစ်လဲဆိုတော့အဖြေရှာရင် PVC ပိုက်တွေနဲ့လှုပ်ထားတဲ့လက်လုံမိုင်းတွေကထပြီးတော့ပေါက်ကွဲတာဖြစ်နိုင်ပါတယ်။ဘာကြောင့်လဲဆိုရင်50 degree Celsius မှာ PVC ပိုက်နဲ့ရမ်းနေရဲ့ဓာတ်ပြုမှုကသူ့လိုပေါက်ကွဲတယ်ဆိုတော့အခြေအနေရှိပါတယ်။အဲ့တော့ဒီလက်နက်ခဲယမ်းတွေကိုထိန်းသိမ်းရတယ်ဆိုတာကအင်မတန်ခက်ပါတယ်။ကျွန်တော်ဆေးတွေကိုသူ့ temperature နဲ့သူကိုချိန်နဲ့ထိန်းသိမ်းရတယ်လို့ပဲဒီလက်နက်ခဲယမ်းတွေကိုထိန်းသိမ်းရတာကလည်း temperature အရင်ကျဆက်ရပါတယ်ဆိုထိုင်းစားတွေကော humidity ဆိုထိုင်းစားတွေကောဒီ temperature တွေကောအများကြီးထိန်းချုပ်ရတာပါဒါ humidity ဆိုလို့ရှိရင်လည်းကျွန်တော်တို့ဒီ 45% ကနေ 65% လောက်ထိဆိုထိုင်းစားကိုထိန်းချုပ်ထားရဒီကြားထဲမှာပဲရှိရတယ်နောက်ပြီးတော့ temperature ကဆိုလို့ရှိရင်လည်းဒီအနည်းဆုံးဒီ15ပေါ့နော်15 degree Celsius ကနေ25 degree Celsius ကြားပဲရှိရမယ်ဆိုတော့စကိုင်းတိုင်းအနေထားရင်းနဲ့ကျွန်တော်တက်ကြည့်လိုက်ပါအခုကာလကအရင်နေပူနေတဲ့အခြေအနေအညာຫນွေရဲ့အပူကလည်းအရင်ပူနေတဲ့အခြေအနေဒီစာတင်ကျောင်းမှာထားတဲ့ညနေချက်တွေရှိတယ် okay သူ့ရဲ့ temperature အပေါ်ကလာတဲ့
temperature နေတက်ရိုက်မထိဘူးဘေးပတ်ဝန်းကျင်မှာပြန့်နှံ့နေတဲ့နေအောင်ကနေလာတဲ့ heat အပူတွေနဲ့ဒီတက်ရောက်မှုတွေကဒီဟာတွေကိုပေါက်ကွဲမသွားစေနိုင်ဘူးလားဒါလက်နက်ခရင်တွေကိုထိန်းသိမ်းရမယ်ဘန်ကာတွေကိုတောင်တွေမှာတော်တော်ကြီးကိုထိန်းသိမ်းနေဆောင်ရွက်ရတာပါအပူအေးကိုထိန်းချုပ်ထားရတယ်ပြီးအကယ်၍မတော်တဆပေါက်ကွဲမှုတွေဖြစ်ရင်တောင်မှဘေးပတ်ဝန်းကျင်ကိုထိခိုက်ပျက်စီးမှုနည်းဖို့အတွက်ဆောင်ရွက်ရတဲ့အစီအမံရှိပါတယ်ဒါတွေတော့ကျွန်တော်ထင်မပြောတော့ပါဘူးထင်မပြောတော့ဆိုတော့ဒီဟာတွေပေါ်မှာNUG လောက်ခံ PDF တွေကအကျန်းဖက်လုပ်ငန်းတွေလုပ်ဖို့အတွက်သူတို့ရဲ့ safe site အနေနဲ့အသုံးပြုသွားနိုင်ပါတယ်သူတို့လည်းသိရင်လည်းသိမှာပါအဲ့ဒါဆိုလို့ရင်းကိုပြန်ဆက်ရမယ်ဆိုလို့ရှိရင်ဒီအိုထိန်တွင်းရွာရဲ့ပေါက်ကွဲမှုဖြစ်စဉ်ကလက်လုံမိုင်းတွေကြောင့်ပေါက်ကွဲတယ်လို့ကျွန်တော်တို့ကတော့သုံးသပ်ပါတယ်ဒီကြောင့်တိုက်ခိုက်မှုလုံးဝမဟုတ်ဘူးဖြစ်စဉ်ဖြစ်သွားတဲ့ပတ်ဝန်းကျင်ထိခိုက်ပျက်စီးထားတဲ့ area အပျက်စီးတွေရဲ့အနေအထားတွေကနေကြောင့်တိုက်ခိုက်မှုလုံးဝမဟုတ်ဘူးပြီးရင်ဒီလက်လုံပိုင်းတွေလက်လုံပုံးတွေပြုတ်လုတဲ့ပေါက်ကွဲမှုနဲ့အများကြီးဆင်တူတယ်ဒီနေရာမှာနိုင်ငံမှာလည်းဒီစတီဘောတွေဆင်ထားတာမတွေ့ရတဲ့အတွက်ဒါရန်ဆက်နေရင်ပေါက်ကွဲတာတွေလည်းဖြစ်နိုင်တယ်လို့ရန်ဆက်ရင်လည်းယာယီထည့်ထားတဲ့အခြေအနေတွေမှာပေါက်ကွဲသွားတာလည်းဖြစ်နိုင်ပါတယ်တကယ်တော့ဒီလက်လုံမိုင်းတွေလုတဲ့ဆိုတာကဤစနစ်ဘလောက်ကြောက်အောင်ပဲလို့အင်မတန်အမြင်များတဲ့အရာတွေပါ PVC ပိုက်ထဲမှာရန်နေထည့်တယ်ရန်နေဆက်တယ်အဲ့ဒီအချိန်ကစပြီးတော့အမြင်များလာတာပါဒီထက်ပိုပြီးတော့နောက်တစ် sense ကရန်နေထည့်ပြီးတော့ဒီ fuse တက်တဲ့အချိန်ကအင်မတန်အမြင်များတဲ့အဆင့်နောက်ထပ်ပိုပြီးတော့အမြင်များတဲ့အဆင့်ကတော့ detonator တက်တဲ့အချိန်detonator တက်တဲ့အချိန်ကအကယ်၍ဒီမှာ spark သွားရိုက်လိုက်တယ် heat တစ်ခု spark ကိုထွက်လာပြီဆိုတာနဲ့လုံးဝဒီကောင်ကပေါက်ကွဲမှုဖြစ်သွားတတ်ပါတယ်ဒါတတိယအဆင့်ဖြစ်နိုင်ခြေပါနောက်ထပ်၄ဆင့်မြောက်ဖြစ်နိုင်ခြေတဲ့အနည်းအများဆုံးကတော့ဒီကျွန်တော် casting လုပ်တဲ့အချိန် casting လုပ်တဲ့အချိန်ဆိုတာကဒီ PVC ပိုက်ထဲမှာရန်နေထည့်တယ် steel တွေထည့်တယ်ပြီးလို့ရှိရင် detonator တွေထည့်တယ်အားလုံးပြီးသွားဆိုလို့ရှိရင်ရန်တွေကိုဒီပုံးနေနဲ့ပိတ်ရတာတို့မြင်မှုကြမှာပါ PDF တွေထောင်ထားတဲ့မိုင်းတွေနောက်ပြီး PDF တွေသူတို့ကိုယ်တိုင်လှုပ်ထားတဲ့မိုင်းတွေမှာ PVC ပိုက်တွေလှုပ်ပြီးအပေါ်မှာ concrete လောင်းတယ်ဒီအခြေအနေကတော့အမြင့်ဆုံးအခြေအနေပါဘာကြောင့်လဲ concrete မှာသူ့ရဲ့အပူချိန်ရှိပါတယ်ကျွန်တော်တို့ construction လောကမှာဆိုလို့ရှိရင်လည်း concrete ရဲ့ temperature ကိုလျှော့ချဖို့လုပ်ရတဲ့ကဏ္ဍတွေအများကြီးရှိတယ်လို့ concrete ကိုသူ့ရဲ့ပုံမှန်ထွက်လာတဲ့ heat ကအင်မတန်ပူပါတယ်ဆိုတော့ဒီရန်တွေ steel ball တွေနောက် PVC ပိုက်တွေဘေးက temperature တွေတက်ရောက်မှုတွေနောက်ပြီးတော့ဒီ casting လုပ်တဲ့ဘုံကိုတက်ဆက်တက်ပြီးတော့ပိတ်လိုက်တဲ့အချိန်တွေမှာအင်မတန်မှပေါက်ကွဲလွယ်တဲ့အချိန်တွေတည်းဖြစ်သွားတာပါဆိုတော့ဒီအခြေအနေတစ်ခုလုံးကိုကျွန်တော်သုံးသပ်ပြီးတော့တင်ဆက်ရရင်ဒါကလေရောင်းတိုက်ခိုက်မှုလုံးဝမဟုတ်ဘူးဒီစာတင်ကျောင်းမှာပြုတ်လုပ်နေတဲ့ NUG လက်အောက်ခံ PDF တွေရဲ့ draw ဘုံပြုတ်လုပ်တာတွေ breather မိုင်းပြုတ်လုပ်တာတွေနေမိုင်းပြုတ်လုပ်တာတွေအတွက်ဆောင်ရွက်နေရင်လည်းဒါအပူချိန်ကြောင့်ဒါမှမဟုတ်တခြားမတော်တဆ accident တစ်ခုကြောင့်မထင်မှတ်ထားတဲ့အခြေအနေတစ်ခုမှာဖြစ်သွားတယ်လို့ပဲယူဆပါတယ်ဒါကလေးတွေကိုခေါ်ထားတယ်ကလေးတွေကတော့တစားကန်ဖြစ်သွားတာပဲပြောရမှာပါအဲ့ဒီအတွက်လည်းစိတ်မကောင်းပါဘူးဘာပဲဖြစ်ဖြစ်ဒါမြန်မာနိုင်ငံကကလေးတွေအားလုံးကပြောမယ်ကျွန်တော်တို့ရဲ့တူအရွယ်လေးတွေပါတကယ်ကိုအပြစ်ကင်းတဲ့အရွယ်လေးတွေဒါပေမဲ့ဒီအကြမ်းဖက်တွေစိုးမိုးထားတဲ့နေရာမှာရှိတဲ့အတွက်သူတို့ရဲ့ mindset တွေကဘယ်လောက်ထိနိုင်ငံတော်အပေါ်မှာဘယ်လောက်ထိ aggressive ဖြစ်နေတယ်ဘယ်လောက်ထိနိုင်ငံတော်နဲ့ပတ်သက်ပြီးတော့သူတို့ရဲ့ခံစားချက်တွေသူတို့ရဲ့အမြင်တွေရှုထောင့်တွေကဘယ်လောက်ထိဆိုးရွားနေတယ်ဆိုတာစကိုင်းတိုင်းမှာရှိနေတဲ့ဆန္ဒပြပွဲတွေနောက်ပြီးတော့ဒီတော်လန်ရုပ်တံတို့ပါလို့ကြည်လိုက်ရင်သိမှာပါမြင်သာထင်သာတဲ့အနေအထားပါဒါပေမဲ့မြေတို့ပင်ဆိုစီကမှုအခုလိုမျိုးအပြစ်မဲ့ကလေးတွေတေဆုံးသွားရတယ်ထိခိုက်သွားရတာဖြစ်တဲ့အတွက်အင်မတန်လည်းမကောင်းပါဘူး။ဘာကြောင့်ပဲထိခိုက်တေဆုံးသွားရတဲ့ကလေးတွေနဲ့သူတို့ရဲ့မိသားစုဝင်တွေမိဘတွေရဲ့ကိုယ်စားကျွန်တော်ကိုချင်းစာလို့ရပါတယ်။သို့တော့ဒီ Telegram channel တွေမှာတက်လာတဲ့တပ်ပုံတွေအရာတချို့အမျိုးသမီးကြီးတယောက်ကလည်းရှင်းနေတာလို့ငုံနေတာလို့အကွဲတဲ့ပုံစံတွေလည်းတွေ့ရပြန်ပါတယ်။ဆိုတော့ကောက်ချက်ချရတာအရင်တော့ခက်ပါတယ်။ဒါလုံးဆက်ပဲဖြစ်စေလုံးကြံထားတာပဲဖြစ်စေကလေးတွေကဘယ်လိုပုံစံမျိုးနဲ့ပဲဖြစ်စေဒါကကဏ္ဍတကဏ္ဍကျွန်တော်ကတော့ဒီပောက်ကွဲမှုနဲ့ပတ်သက်ပြီးချင်းကပ်ပြီးတော့တင်ဆက်ပေးတာဖြစ်တဲ့အတွက်ဒါကလေကြောင်းတိုက်ခိုက်မှုမဟုတ်ဘူးအခြေအနေအရပြန်ကြည့်မယ်ဆိုရင်လည်းလေကြောင်းတိုက်ခိုက်မှုဖြစ်လောက်တဲ့လေကြောင်းတိုက်ခိုက်မှုရဲ့နောက်ဆက်တွဲဖြစ်တဲ့ဖြစ်စည်းမဟုတ်ဘူးဆိုတာကိုကျွန်တော်တင်ဆက်ပေးခဲ့တာပါအမှန်တော့ကျွန်တော်ဒီအကြောင်းအရာကိုဗီဒီယိုတွေနဲ့ဒါကျွန်တော်ဗီဒီယိုတွေအများကြီးရှာထားတာရှိပါတယ်နောက်ပြီးတော့ဒေါ်ရည်အုံးရဲ့ဒီလေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်တွေမှာတွားရောက်မှတ်တမ်းယူထားတဲ့ documentary တွေ video clip တွေကိုကျွန်တော်အများကြီးရှိပါတယ်ပြီးခဲ့တဲ့နှစ်တွေကလည်းသူ့ဒေါ်ရည်အုံးနဲ့ပတ်သက်တဲ့ file တွေမှာတည်တံ့ရှိပါတယ်ဒါပေမဲ့ကျွန်တော်အခုကခရီးသွားနေတာဖြစ်တဲ့အတွက်ဒီဗီဒီယိုလုပ်ဖို့အတွက်ကိုကျွန်တော်အချိန်လေးပေးဖို့လည်းအခက်အခဲဖြစ်သွားတယ်ကျွန်တော်ပြန်လုပ်မယ်ဆိုလို့ရှိရင်လည်းဒီသတင်းနဲ့ပတ်သက်လို့ရှိရင်သတင်းကအရင်ကြီးနောက်ကျသွားမှလည်းဆိုလို့ပါသဘောကတော့ဒီအုတ်ထင်းလေးရွာဖြစ်စဉ်စာတင်ကြောင်းဖြစ်စဉ်ကလေကြောင်းတိုက်ခိုက်မှုအနေနဲ့နိုင်ငံတကာမှာပဲဖြစ်ဖြစ်ဒီ external media တွေမှာပဲဖြစ်သတင်းမှားတွေပြန့်နှံ့နေတာညရလုံးဝအဆင်မပြေပါဘူးဒါကလေးတွေရဲ့တိကျသေဆုံးမှုကိုလည်းပြည့်ရပြူရရောက်တယ်လို့အခုလိုမျိုးသတင်းမှားတွေထုတ်ပြန်တာကလည်းဒေတာတွင်းမှာနောက်ပြီးတော့ဒီနိုင်ငံတော်အပေါ်မှာအများကြီးသက်ရောက်မှုရှိပါတယ်
ကျွန်တော်နိုင်ငံတော်ဆိုတာကိုပဲကြည့်မှာပါနာဆာကတွေနာဝတာတွေနာအဖာတွေကျွန်တော်အစိုးရတရက်ကိုကြည့်ပါကျွန်တော်တို့ကမြန်မာနိုင်ငံသားဖြစ်တယ်မြန်မာနိုင်ငံရဲ့လက်ရှိအခြေအနေနဲ့မြန်မာနိုင်ငံရဲ့အခင်းအကျင်းမှာနိုင်ငံတော်ကိုပဲဥတည်ပြီးကြည့်တာဖြစ်တဲ့အတွက်ဒီအခြေအနေမှာတော့နိုင်ငံတော်ရဲ့အခြေအနေနိုင်ငံတော်ကထိခိုက်ပျက်စီးမှုတွေအတွက်အများကြီးတော့စိတ်မကောင်းဖြစ်ရပါတယ်ဒီနိုင်ငံရေးအခင်းအကျင်းကိစ္စကြီးအားလုံးတည်ငြိမ်သွားရင်ကျွန်တော်တို့မြန်မာနိုင်ငံမှာ infrastructure တွေနောက်ပြီးလူတွေရဲ့ mindset တွေအများကြီးကိုပြင်ဆင်မှုလိုမှာပါဒါကနှစ်ရှည်လာနဲ့ပြန်လဲပြီးတော့တိဆောက်ရမယ့်အခြေအနေတွေပါဒီတော့ဆိုလိုရင်းကိုပြန်ဆက်ရမယ်ဆိုလို့ရှင်ဒါကဒီစာတင်ကြောင်းဖြစ်စဉ်ဘာကြောင့်ဖြစ်ပွားခဲ့တယ်လဲတစ်ချက်ဒီစာတင်ကြောင်းဖြစ်စဉ်ကဘာကြောင့်ပောက်ကွဲခဲ့ရတယ်လဲနှစ်ချက်ဒီစာတင်ကြောင်းဖြစ်စဉ်မှာဒေါ်ရည်အောင်ကဘာကြောင့်ရုပ်ရှင်လာရရတာလဲဇလန်းရလာရရတာလဲဇညုံကဘာတူလဲအင်မတန်စိတ်ဝင်စားဖို့ကောင်းပါတယ်တော်တော်စိတ်ဝင်စားဖို့ကောင်းတဲ့အကြောင်းအရာဖြစ်ပါတယ်ဆိုတော့ကျွန်တော်ရဲ့ဒီအစီအစဉ်လေးကိုဒီကုန်းချုပ်ရမယ်ဆိုရင်ဒီမေလ12ရက်နေ့ကပြပွားခဲ့တဲ့ဦးထင်းတွင်းရွာစာတင်ကြောင်းပောက်ကွဲမှုဖြစ်စဉ်ကဒီကြောင်းတိုက်ခိုက်မှုလုံးဝမဟုတ်ဘူးဆိုတော့ကိုရှေ့ကအချက်လက်တွေနဲ့တင်ပြပေးခဲ့ပါတယ်။မြေပြင်အခြေအနေတွေကလည်းထိခိုက်ပျက်စီးမှုတွေအမိုးတွေလန်းတယ်။နိုင်ရနေအကွဲမှုမရှိဘူး။နောက်ပြီးတော့အမိုးတိုင်းလှုပ်ထားတဲ့ဒိုင်းတွေတက်သားဒိုင်းတွေပျက်စီးသွားတယ်။ညနေချက်တွေတစားစီဖြစ်သွားတယ်။ဒါကပောက်ကွဲမှုတစ်ခုခုရဲ့နောက်ဆက်တွဲတက်ရောက်မှုပါ။ဒီရောင်းကချလိုက်တဲ့ area ပေါ်ပေါင်900ပုံရဲ့ကြားရောက်မှုကြောင့်တက်ရောက်မှုကြောင့်ဖြစ်ပေါ်တဲ့အပျက်စီးတွေမတွေ့ရဘူး။ဒါကြောင့်မလို့ဒါကလေရောင်းတိုက်ခိုက်မှုလုံးဝမဟုတ်ဘူးလို့သတ်မှတ်ပါတယ်။နောက်ထပ်ဓာတ်ပုံတွေပြထားတဲ့ကလေးတွေဒီကြောင်းတိုက်ခိုက်မှုဖြစ်သွားတဲ့အခြေအနေတွေအားလုံးမှာဓာတ်ပုံတွေကလုံးဝကိုရှာလို့မရပါဘူး။ဒါဒီအခြေအနေတွေကိုအားလုံးသိပါလိမ့်မယ်။ဒီ PDF တွေလည်းတိုက်ပွဲဝင်အခြေအနေနဲ့ဒီကြောင်းကနေတိုက်ခိုက်ခံရတဲ့အခြေအနေတွေနောက်ပြီးတော့ PDF စုဖွဲ့နေရာတွေဒါအပြင်တက်မတော်ရဲ့ဒီကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တဲ့အချိန်ဒီဘေးမှာရှိနေတဲ့ကြံရှိနေတဲ့တွင်းကြီးတွေဘုံတီးကြထားတဲ့ဘုံကြထားတဲ့နေရာကြီးတွေအားလုံးလည်းမြင်တွေ့ပြီးဖြစ်မှာပါအဲ့တော့ကျွန်တော် social media မှာလည်းအချိန်မီပြန်ရှာပြီးတော့ကြည့်လို့ရပါတယ်ဒီကြောင့်တိုက်ခိုက်မှုကြောင့်ဖြစ်ပေါ်ခဲ့တဲ့ဘုံကျတဲ့နေရာဘယ်လောက်ထိဆိုးသွားတယ်လဲဆိုတာအဲ့တော့ဒီလိုအခြေအနေတွေမတွေ့ရဘူးဗစီကြီးကြေးရွာဆိုရင်လည်းလေကြောင်းတိုက်ခိုက်ခံခဲ့ရတယ်လူတွေအများကြီးတည်ခဲ့တယ်ဟုတ်ပါတယ်အစအနတောင်ရှာမတွေ့ဘူးအစအနတောင်ရှာမတွေ့ဘူးအဝတ်တွေဒီခန္ဓာကိုယ်အစိပ်ပဲနေအားလုံးကလွင့်စင်သွားတယ်ဒါပေမဲ့ဗစီကြီးကြေးရွာလိုမျိုးမဖြစ်ဘဲနဲ့ဒီအိုထင်းရင်းရွာကဓာတ်ပေါ်ရီလေးတွေအစီအကြီးချပြီးတော့ဘာကြောင့်အလောင်းကောက်နိုင်တာလဲလေကြောင်းတိုက်ခိုက်မှုမဟုတ်လို့ပါဒီကြောင်းကချတဲ့ပေါင်900ပုံမဟုတ်လို့ပါဒီချက်ထပ်ပြီးရှော့မယ်ဆိုလို့ရှိရင်ပေါင်150ပုံအဲ့ဒါလည်းလုံးဝမဟုတ်ပါဘူးဘာကြောင့်လဲလက်လုံမိုင်းတွေနောက်ပြီးတော့လက်နက်ခဲယမ်းပြုလုပ်ဖို့ရန်ဆက်ဖို့ပြုလုပ်ထားတဲ့အရာတွေပောက်ကွဲမှုကြောင့်ပဲဖြစ်ပါတယ်ဒါဆိုရင်တော့ယရီအုံးကဘာကြောင့်လိမ့်လည်ပြီးတော့လီဆယ်လောက်ကြံပြောဆိုတာလဲဒါကတော့ရှင်းပါတယ်အကြံဖက်အားပေးတွေအညူကြီးလောက်ခံ PDF တွေနဲ့ဒီ HTML media တွေနောက်ပြီးတော့ဒီ social influencer အနေနဲ့သဘောကတော့ဒေါ်ယရီအုံးကကတိကဌာနမူစီရီယန်ဆီယာမဖြစ်တယ်ဆိုတဲ့ image ကိုယူပြီးတော့ပညာတတ်တယောက်ကပြောဆိုတယ်ဆိုတဲ့ပုံကြီးနဲ့အခြေအနေတစ်ခုအခြေအနေမှားကြီးတစ်ခုဖြစ်ရအမှားကြီးတစ်ခုကိုအစ်စ်ဖြစ်အောင်ပြုလုပ်တာပါမဖြစ်နိုင်တဲ့အခြေအနေတွေမဟုတ်တဲ့အခြေအနေတွေကိုခက်တိတိနဲ့ပဲဒါရုပ်ရှင်သွားရိုက်တယ်မျက်ရည်ချူပြီးတော့ NASA ကပြုလုပ်တဲ့ပုံစံမျိုး NASA ရဲ့ဂုဏ်သိက္ခာဒါပြောမယ်ဆိုတော့ဒါ NASA ရဲ့ဂုဏ်သိက္ခာထိခိုက်ဖို့ရည်ရွယ်တာနိုင်ငံတကာအနေနဲ့ဒီအပြစ်မဲ့ရသားတွေကိုတိုက်ခိုက်တယ်စစ်ရာဇဝမှုအနေနဲ့ပုံဖော်ခြင်းတာနောက်ပြီးလူမျိုးတုံးတပ်ဖြတ်မှု genocide အနေနဲ့ပုံဖော်ခြင်းတာဒါမျိုးတွေပြုလုပ်ဖို့အတွက်သူ့ဟာသူမိမိစီစဉ်တဲ့မိမိထရောက်ပြီးတော့ပောက်ကွဲတယ်သူတို့ကသူတို့လက်နက်ခဲယမ်းထားသွင်းမှုအားနည်းချက်တွေအမျိုးမျိုးသောလိုအပ်ချက်တွေကြောင့်ဒီလိုပောက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့တယ်လို့ပဲကျွန်တော်သုံးသပ်ပါတယ်ဘယ်တော့ပဲဝါဒတွေဖြန့်နိုင်ငံတကာကကြည်နေတဲ့သူတွေတကယ်တက်သည့်နားလည်တဲ့သူတွေအားလုံးကဒါ HTML media တွေကနေတဆင့်ဝါဒဖြန့်နေဆိုတာကိုကောင်းကောင်းသိရှိပြီးဖြစ်ပါတယ်။ဘာကြောင့်လဲဆိုရင်ဒီလက်နက်ခဲယမ်းပောက်ကွဲတဲ့အခြေအနေတက်ရောက်မှုပတ်ဝန်းကျင်တွေကလူတွေကကောင်းကောင်းသိနေကြပြီဖြစ်ပါတယ်။နိုင်ငံတကာကလူတွေကလည်းဒီအခြေအနေတွေကိုကောင်းကောင်းခွဲခြမ်းစိတ်ဖြာတတ်ပါတယ်။အဓိကကတော့ကျွန်တော်မြန်မာပြည်မှာရှိနေတဲ့အသိဉာဏ်နေတဲ့စဉ်းစားဆင်ခြင်နိုင်စွမ်းနေတဲ့နောက်ပြီးတော့ဒီနိုင်ငံရေးနဲ့ပတ်သက်ပြီးတော့ emotion တွေကိုအရင်ရှေ့ရောက်ပြီးတော့ဖမ်းမှုခံထားရတဲ့သူတွေအတွက်ဒါကလေးတွေရဲ့ထိခိုက်ပျက်စီးမှုကိုစောင်းပေးပြီးတော့ issue တစ်ခုအနေနဲ့သတ်မှတ်ပြီးတော့ဒါကလေကြောင်းတိုက်ခိုက်မှုဖြစ်သွားတယ်ဆိုတာကိုပုံစံဖော်ခဲ့တာပါအခြေအနေအလုံးကိုခြုံပြီးပြောရရင်တော့ဒါရွေချက်ရှိရှိနဲ့လောက်ကျန်ထားတဲ့အခြေအနေပါသူတို့ဘက်ကလိုအပ်ချက်သူတို့ဘက်ကမှားယွင်းမှုသူတို့ဘက်ကပေါက်ကွဲမှုကြောင့်ထိခိုက်သွားတဲ့အခြေအနေတွေပေါ်မှာဖုံးမှုဖြစ်ဖို့အတွက်ဇညွှန်းရေးပြီးတော့ဖန်တီးထားတဲ့အခြေအနေတွေပါဒေါ်ရည်ဒီအုံးကလည်းဒီလိုမျိုးလေကြောင်းတိုက်ခိုက်မှုတွေအတွင်းမှာအမြဲတမ်း documentary လာရိုက်လိရလဲရိုက်ထရှိတဲ့စီရီယံကတိကတူဖြစ်ပါတယ်
ဆိုတော့အခြေအနေအားလုံးကိုဆက်ကြည့်လိုက်ရင်ကျွန်တော်အစီအစဉ်ရဲ့ပထမပိုင်းမှာတင်ဆက်ပေးခဲ့တဲ့မြန်မာနိုင်ငံမှာရှိနေတဲ့လေယာဉ်စခန်းကြီးတွေကိုချိတ်ဆက်ပြီးတော့တင်ရယူလိုက်တဲ့အခါမှာဒီအိုထင်းတွင်းရွာအတွင်းကိုပြန်တမ်းမှုလုံးဝမရှိခဲ့ဘူးဆိုတာကိုကျွန်တော်တို့တင်ဆက်ပေးခဲ့ပြီးပါတယ်ဆိုတော့ကျွန်တော်တင်ဆက်ပေးခဲ့တဲ့အကြောင်းအရာတွေအချက်လက်တွေနဲ့ချိန်ဆပြီးကြည့်လိုက်ရင်လူကြီးမင်းတို့အနေနဲ့ဒါကလေကြောင်းတိုက်ခိုက်မှုလားဖန်တီးထားတဲ့ဇညွန်လားဖန်တီးထားတဲ့ဇလန်တဲ့ပုံလားဆိုတာအားလုံးလည်းကောင်းကောင်းသိရှိမယ်လို့ယူဆပါတယ်ဒါကတော့ဒီအိုထင်းတွင်းရွာနဲ့ပတ်သက်ပြီးဖြစ်ပေါ်နေတဲ့သတင်းသူသတင်းမှားတွေနောက်ပြီးတော့တည်ဆုံးသွားတဲ့ကလေးတွေအပေါ်မှာနိုင်ငံရေးအမျက်ထုတ်ဖို့ကြိုးစားနေတဲ့အကြောင်းအရာတွေနဲ့ဒေါ်ရီအုံးရဲ့အခြေအနေထိခိုက်သွားတဲ့ပျက်စီးမှုတွေကိုပေါင်းဆက်ပြီးတော့တင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်အခြေအနေအားလုံးနဲ့ဒီအစီအစဉ်ကိုညီကုန်းချုပ်ရမယ်ဆိုရင်တော့အိုထင်းတွင်းရွာမှာရှိတဲ့စာတင်ကြောင်းထိခိုက်မှုကဒီ PDF တွေစုဖွဲ့လှုပ်ရှားရင်းနဲ့သူတို့ပြုလုပ်နေတဲ့လက်လုံမိုင်းတွေပရိသမမိုင်းတွေဘုံတွေထားရောက်ပေါက်ကွဲခြင်းတာဖြစ်တယ်လို့ပဲသုံးသပ်ပါတယ်ဒီသတင်းမှားတွေနဲ့ပတ်သက်ပြီးတော့အချိန်မီတင်ဆက်ပေးဖို့ကြိုးစားပေမဲ့ကျွန်တော်မနေ့ကညတွေကဗီဒီယိုရိုက်ကူးရေးသတင်းတင်ဆက်ဖို့လုပ်နေပေမဲ့အချိန်ကြီးအကြောင်းကြောင့်မတင်ဆက်နိုင်တာရှိတယ်။ဘာကြောင့်လဲဆိုတော့တမန်တော်ကဒီကြောင်းတိုက်ခိုက်မှုတကယ်မလုပ်ဘူးလားဆိုတဲ့အကြောင်းအရာကိုကျွန်တော်ထပ်ပြီးတော့ confirm လုပ်ထားတာပါ။မရှိပါဘူး။ဒါကိုလည်းထပ်ပြီးတော့ပြောကြားချင်တာဖြစ်ပါတယ်။ဆိုတော့ဒီကလေးတွေထိခိုက်ဒေဆုံးမှုနဲ့ပတ်သက်ပြီးအားလုံးစိတ်ကတိကောက်တွေဖြစ်ရတယ်။အနေထားယုံကြည်ကိုမြင်ရတဲ့အတွက်ကျွန်တော်တို့လည်းစိတ်မကောင်းပါဘူး။ခံယူချက်တွေယူဆချက်တွေဘလောက်ပဲကွဲလဲကျွန်တော်တို့ကလူသားဆန်စွာနဲ့ပဲခံစားပါတယ်။အဲ့ဒီအတွက်စိတ်မကောင်းပါဘူး။ဒီကလေးတွေရဲ့မိဘတွေအနေနဲ့လည်းသူတို့ရဲ့ထိခိုက်ခံစားရမှုတွေကိုကျင်းစားပါတယ်အားလုံးပဲကလေးတွေလည်းကောင်းရမွန်ရကောင်းရတူတီကိုလာပါစီလို့ပဲကျွန်တော်တို့ဆုတောင်းပါတယ်ဒါကတော့ဦးထင်းတွင်းကျွေးရာကစာတင်ကြောင်းဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့အခြေအနေတွေအချက်လက်တွေ data တွေနဲ့ဖြစ်ပေါ်နေတဲ့မြေပြင်ကအခြေအနေတွေပြန့်နှံ့လာတဲ့မှတ်တမ်းမှုတွေအားလုံးနဲ့ချိန်ထိုးပြီးတော့အခြေအနေမှန်ကိုတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်လက်ရှိချိန်ထိလည်းဒီအခြေအနေတွေနဲ့ပတ်သက်ပြီးတော့သတင်းမီဒီယာတွေမှာသတင်းမှားတွေပြန့်နှံ့နေဆဲပဲဖြစ်ပါတယ်သတင်းတင်ဆက်မှုအနေနဲ့ဒီကျွန်တော်အပြင်မှာအောက်တိုရိုက်လိုက်ရပါတယ်ဒီအတွက်လည်းဒီအစမပြေတာလေးတွေရှိသွားရင်လည်းခွင့်လွှတ်ပေးဖို့လည်းတောင်းဆိုချင်ပါတယ်ကျွန်တော်ခီးသွားနေလို့ပါသတင်းရယူဖို့အတွက်သွားနေပါတယ်လက်ရှိကျွန်တော်သတင်းတွေဆက်ပြီးတော့တင်ဆက်ပေးဖို့ရှိပါတယ်ဗမော်ကိစ္စတင်ဆက်ဖို့ရှိပါတယ်ပြည်ဦးနဲ့နောင်ချိုကိစ္စတင်ဆက်ဖို့ရှိပါတယ်မိုးပြဲကိစ္စတင်ဆက်ဖို့ရှိပါတယ်ရွှေကျင်စလုတ်ကြီးကခမရ998နဲ့ပတ်သက်တဲ့အကြောင်းအရာတင်ဆက်ဖို့ရှိပါတယ်နောက်ပြီးတော့ ARI တိုင်းအတွင်းမှာလှုပ်ရှားစုဖွဲ့ပြီးဒီစေရေးတံမြန်လှုပ်ရှားလာတဲ့ရခိုင်လက်နက်ကိုင်တပုံရဲ့အကြောင်းဒီအကြောင်းအရာတွေကိုကျွန်တော်ဆက်ပြီးတော့တင်ဆက်ပေးဖို့ရှိပါတယ်ဆက်လက်ပြီးတော့လည်းကျွန်တော်တို့ Union News Channel ရဲ့နိုင်ငံရေးဆောင်ပါလေးတွေနိုင်ငံရေးသုံးသပ်ချက်လေးတွေကိုစောင့်မျှော်နားဆင်ပြီးတော့အားပေးပါအောင်လို့လည်းမေတ္တာရပ်ခံပါတယ်ဒါကြောင့်မလို့နောက်လာမယ့်အစီအစဉ်တွေမှာဘယ်လိုစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကိုတင်ဆက်ပေးသွားအောင်မလဲဆိုတာသိရှိနိုင်ဖို့အတွက်ကျွန်တော်တို့ရဲ့ Union News Channel ကို like subscribe လေးလုပ်ပေးခဲ့ပါအောင်ခင်ဗျာ